ဒီနေ့ကတော့တကယ်ရင်းနဲ့တူတူစာသွားလောက်မှာဖြစ်ပါတယ်ကျွန်တော်သွားတဲ့လမ်းမှာတော့ဒီ Little India ပေါ့နော်ဒီ Bricksfield area ကိုဖြစ်သွားမှာဆိုတော့ interview တွေလှရတယ်ကျွန်တော်နည်းနည်းလေးရိုက်ထားပါတယ်ဒါကတော့သွားတဲ့လမ်းတစ်လျှောက်မှာရိုက်ထားတဲ့ view တွေပါဒီနေ့ကတင်းငွေလေးဆိုတော့လမ်းပေါ်မှာတော့ကားတွေကတော့တိတ်မရှုပ်ပေါ့နော် traffic ကတော့ AC ပါပဲဒီနေရာကတော့ Central Market ပေါ့နော်ဒီနေရာကမလေးရှားရဲ့ဒီအဟောင်းဆုံးဈေးပေါ့ပထမဆုံးဈေးစခဲ့တဲ့နေရာပေါ့1888ခုနှစ်တဲ့ Central Market ဒီနားတစ်ဝိုက်ကိုတော့ KL လူတော်များတော့ရောက်ပူကြတယ်သူကပတ်စာစနီလေဒီနားမှာဆိုလို့ရှိရင်အထင်ကြီးအဆောက်အအုံတွေအများကြီးရှိတယ်ပြီးလို့ရှိရင်ဒီဒါမလေးရှားရိုးကစွန်မှာဒါသူရဲ့စွန်ပုံစံလေးဒါသူရဲ့ရိုးရစွန်ဒီနားမှာဆိုလို့ရှိရင်ဟိုဘက်ချမ်းမှာတွေ့ရတော့မသိပလီရှိအဲဒါက National Mosque ပေါ့နော်အမျိုးသားနိုင်ငံတော်ပလီပေါ့ပြီးလို့ရှိရင်ဘာလေးရှုံမဒီညာဒီပတ်စစင်းနဲ့တမတ်တိုင်ကျော်လာဆိုတော့ကိုတာရာယာပေါ့နော်မြန်မာတွေများတဲ့နေရာတစ်ခုရှိတယ်ဒီမှာစားတောက်ဆိုင်ဒီမှာလည်းအဲ့ဘက်မှာရှိတယ်ပေါ့နော်ဒါကြောင့်ဒီပတ်စစင်းကတော့ပုံမှန်ဆိုလို့ရှိရင်တော့လူစီရပေါ့နော်အခုကြာကျွန်တော်ဒီတင်းငွေနေကိုမှမနက်ပိုင်းဆိုတော့တိတ်မရှိသေးဘူးAC လေးပဲနိုင်ရှောင်းရင်းနဲ့ပဲတင်ငယ်ရင်းနဲ့စားသွားလုပ်ပါမယ်ကျွန်တော်မနေ့ကကြာလို့ရှိရင်ဆောင်းပွဲရှိရယ်ဒီနောက်ဆုံးပေပါပေါ့နော်ဒီပထမဆန်ရဲ့နောက်ဆုံးပေပါမနေ့ကမှရှိတော့တင်ငယ်ရင်းနဲ့စားသွားလုပ်ဖို့ကတော့နည်းနည်းပေါ့နော်ပြီးလို့ရှိရင်တင်ငယ်ရင်းနဲ့တွေ့ချင်လို့မများဘူးအဲဒါကြောင့်မို့လို့စားတော့ကောက်နည်းနည်းပါလုပ်ပြီးသွားပါပြီဒါပေမဲ့တကယ်ချင်းလည်းစုလို့တော့လဲပိုတော့ရတာပေါ့ကျွန်တော်ကစင်ဘတ်စတော့ကဟိုဘက်မှာဒီမှာဆိုလို့ရှိရင်ယထာရှိရပေါ့နော်ယထာကဒီပစစနီယာနဲ့ဟိုလိုပြောမယ်အဓိကကြားတဲ့ဘူရာလို့ပြောလို့ရတယ်ပေါ့နော်ဒီမှာဆိုယထာ3မျိုးရှိတယ်LRT ပြီးလို့ရှိရင် MRT နဲ့KTM ပြီးလို့ရှိရင်ဒီ ETS ပေါ့နော်ဒီ KR ကနေအဝေးသွားတဲ့ရထားတွေလည်းသူ့မှာရှိတယ်ဒီဘူရာဆိုလို့ရှိတာမလေးရှားမှာအဟောင်းဆုံးဘူရာထဲမှာပါတယ်ပေါ့နော်ဒီ KTM ဘက်ကဘူရာပေါ့ဒီ LRT တော့မှဒီလိုကြောက်တာနဲ့တစ်တယ်ပေါ့နော်ဒီမှာလည်းဒီစူန်ကလန်ပေါ့နော်ဒီမြစ်ကြီးကတော့ကြီးပဲအမျိုးလဲမှာဖြတ်စီရဆိုတော့ဘယ်နာနဲ့တော့ဒီမြင့်နေတော့မလို့ပါစာစနီပါပါစာစနီအတိတ်ပဲကတော့ပါစာကတော့ဈေးပေါ့နော် market စနီကကြတော့ arts အနုပညာပေါ့ဆိုအနုပညာ market အနုပညာဈေးလို့ပဲပြောမလားအရင်ခေတ်ဆိုလို့ရှိရင်လူတွေကအဲ့လိုမြစ်လမ်းကြောင်းကိုတုံးတယ်ပြီးလို့ရှိရင်ဒီခုနကကျွန်တော်ပြခဲ့တဲ့ central market မှာဈေးရောင်းဈေးဝယ်လုပ်ကြရပေါ့နော်အဲ့ဒါနဲ့ပဲဒီနေရာကတော့အဲ့လိုမျိုးအဝေးရလာလူတွေအနီးကရှိရလူတွေနဲ့ဟိုအရင်နဲ့စီကားတဲ့နေရာတစ်ခုပေါ့ဒီကနေဆိုလို့ရှိရင်ဒီကမ္ဘာဒုတိယမြင့်ဆုံးအဆောက်အဦပေါ့နော် Minera Merdeka 118အခုတော့ကျွန်တော်ကြားတော့ Minera Merdeka Maybank ဆိုပြီးတော့သူတို့နာမည်ပြောင်းထားပြောတယ်ပေါ့နော်ဒီမလေးရှားရဲ့အကြီးဆုံးဘဏ်ကသူဒီအဆောက်အဦရဲ့ထိပ်ဆုံးအပေါ်မှာသူရဲ့ logo တက်ပြီးတော့ပေါ့နော်ပြီးမှဆိုတေချာပြရင်ပဲအဝါရောင်လေး logo Maybank logo လေးတက်ပြီးသူတို့ဒီအဆောက်အဦကိုပါနာမည်ပြောင်းလိုက်လို့ပြောတယ်ဒီညဘက်ဆိုလို့ရှိရင်လည်း view လည်းအရင်ကြည့်လို့လှတယ်ပြီးမြန်မာတော့မော်ရှားနိုင်ငံခြားလူတွေလာလို့ရှိရင်လာလဲတဲ့ဒီChina Town လို့ခေါ်ပြီး Petaling Street ကလည်းပဲဒီ Pasasini မှာပဲရှိအောင်ပေါ့နော်ဒီရထားနဲ့လာမယ်ဆိုပြီးဒီပူလာပဲဆင်းရတာလို့ရှိရင်လမ်းလေး9မိနစ်လောက်ရှောက်လိုက်ရင်တော့ဒီ Petaling Street ကိုရောက်ပါပြီပြီးတော့တစ်ခုရှိတာမလေးရှားမှာဆိုရင်တင်းငွေနေမနက်ဆိုလို့ရှိရင်ပေါ့နော်မနက်9နာရီနေ9နာရီခွဲလောက်ထိကိုဒီမြို့လေကအဓိက main လမ်းမတွေကိုပိတ်ပြီးတော့သူတို့ကဒီ KL Coffee Mall လို့ခေါ်တာပေါ့အဲ့ဒီຢာတွေလောက်တယ်အဲ့လောက်တဲ့ခါမှာအခုဒီချိန်လောက်ဆိုလို့ကြာပြီးတဲ့ချိန်မှာအဲ့ရမို့လို့ဒီဘူရာကြီးပါမှာဆိုလို့ရှိရင်တော့တွေ့လိမ့်မယ်ဒီ
အားကစားဝတ်စုံတွေအားကစားအင်ဂျီတွေနဲ့ပြန်လာတဲ့လူတွေပေါ့နော် EDKL Cafe Mall တွေကနေသူဘာမှစုရလုပ်လဲဆိုတော့မရှိကြမယ်ပေါ့ဒီမရှိမြက်ကဒီပတ်စစင်ရနေဆိုနောက်တစ် station ပေါ့အမှတ်တိုင်กว่าရယ်ဒီကနေဆိုတော့ကျွန်တော်တစ်ခါတည်းတော့ join ပါတယ်ဒါတော့ကြောက်မနေ့9ခွဲ6နိုင်လောက်ကိုရောက်မှပဲ9နိုင်လောက်စပြီးလို့အဆင်ပြေရလေဒါတော့အငြင်းလို့တော့မ join ဖြစ်ဘူးဒါပေမဲ့3-5ခါတော့ join ပြီးပါပြီပတ်စစင်မှာကျွန်တော်ဒီနေ့သွားမှာက Sultan Ismail ပေါ့နော်အမတိုင်ကိုအမတိုင်သွားဖို့ဆိုရင်ဒီ LRT ကနေတဆင်းတော့ထပ်ချင်ရမယ်เนาะ LRT တခုတော့စီမရထားပဲတင်ဟုတ်တယ်စစ်ကြမယ်တော့ရောက်ပါပြီကျွန်တော်ကပြောဒီ KL Cafe Mall เนี่ยသူကစပိန်လည်းရှိတယ်ပြီးလို့ရှိရင်စကိတ်တွေလည်းစီးလို့ရတယ်အဓိကအဲ့လိုမျိုးပေါ့နော်ဒီကားမမောင်းမနဲ့ဒီလူအားသုံးရတဲ့ဟာတွေပေါ့နော်ကြိုက်ရလုပ်လို့ရတယ်ဥမာပြေးတာစပိန်နေတာလမ်းလျှောက်တာစကိတ်စီးတာပေါ့နော်ဒီမျိုးလည်း main လမ်းမတွေပိတ်ချပြီးတော့ဒီမှာစုရက်လုပ်တယ်ပေါ့နော်ဒါကတော့စုရက် message မေးဒီကနေပြီးတော့မနက်9:00နာရီသူတို့စပြီးတော့တားလုပ်တယ်ပေါ့ဒီချိန်လောက်ဆိုတော့ပြီးပါပြီ9:00နာရီခွဲပြီးဆိုတော့ဒီမှာလားဒီသူလည်းပဲရကားလေးစုံတဲ့ဘူတာတွေမှာပါတယ်ဒီဘူတာမှာဆိုလို့ရှိရင် LRT ပဲ3လိုင်းလောက်ရှိတယ်ဒါသူ့ဟိုအရင်ကဒီ message ချမေးပလီပုံစံအဟောင်းပေါ့ဒီထား this Kuala Lumpur city right here where you stand is where it all begin ဒီကနေပဲအလုံးစားတာပေါ့နော်ပြောချင်တာကတော့ကျွန်တော်ချိန်လာတာ17နိုင်ဆိုတော့အချိန်ကလည်းစောနေတယ်ဒီ message ချမေးမှာရှိတယ် message ချမေးပလီပေါ့နော်ဒီ tourist တွေလာလို့ရှိရင်လေပြင်းတဲ့နေရာတွေမှာပါတဲ့ပလီကိုကျွန်တော်လိုက်ပြပေးမယ်ခဏလေးကြာစီးရမှာတော့ဟုတ်ပဲဒီ Santo Timo တော့ပေါ့နော်ဒါမှကျွန်တော်ပလီသွားမှာဆိုတော့ဒီကနေပဲတက်လိုက်ဒီနေ့မနက်ဆိုလို့ရှိရင်ဒီကျွန်တော်ကပြောတဲ့ KL Cafe Mall မှာနေပြီးပေါ့နော်မလေးရှားရေတက်ကပြေးရဲ့ဟာလည်းရှိရပေါ့နော်ကျွန်တော်တကယ်ကြီးတယောက်ရှိရနေပြီးမှာသူကတော့ပြောရလာပြေးဖို့ဒါပေမဲ့ကျွန်တော်ကအရန်စောနေတော့လေပြီးတော့ဆောင်းပွဲလည်းရှိတော့အဲ့ဒါကြောင့်မသွားဖြစ်တာဒီနေ့တော့ဒီမလေးရှားမှာနောက်တစ်ခုကပေါ့ဒီတက်လီကားတွေဆက်လီကားတွေပေါ့နော် escalator မှာဆိုရင်ညာဘက်မှာမရဘူးညာဘက်ကလမ်းလျှောက်လို့ရတယ်ညာဘက်တစ်ခုလုံးရှင်းတယ်ဒီဘက်မှာပဲရတာဆိုတော့ကိုကလေရက်ပြီးစီးချင်တယ်ဆိုဘယ်ဘက်မှာစီးလမ်းလျှောက်ပြီးတက်ချင်တယ်ဆိုရင်တော့ညာဘက်မှာတက်ပါဒါကရုံးတက်ရမှာမဟုတ်ဘူးရုံးပိတ်ရက်တယ်လို့သူတို့အမြဲတမ်းဒီမှာဆိုင်းဘုတ်လည်းထားပေးရပေါ့နော်ဘယ်ဘက်မှာကက်ရဖို့ညာဘက်ကအဲ့လိုမျိုးအလင်းလိုလည်းလူတက်ဖို့ပြေးတက်လို့ရတယ်လမ်းလျှောက်တက်လို့ရတယ်အဓိကအဲ့ဘက်သွားလို့ရှိရင်လူပြမြင်တယ်ပေါ့နော်ဘယ်ဘက်ကြောက်လမ်းရက်ပြီးတော့ပဲစီးတာနေပြီးဆိုတော့မှနေပြီးအင်ဂျီလက်ပေါ်ဆက်ပြီးဝီthat is heading towards Ampang before Kuala Lumpur ရဲ့တဲ့ဘယ်ကကြာတော့ Kuala ဆိုတာကြာတော့နှစ်ခုစုံနေနေတာပေါ့နော်အဲ့လိုစုံနေနေရအများပြောဒီမြစ်စုံတွေကိုတုံးတာများတယ်မြင်းနဲ့ချောင်းနဲ့စုံနေနေရမြင်းနဲ့မြင်းနဲ့စုံနေနေရချောင်းနဲ့စုံနေနေရအဲ့လိုနေရာတွေ Kuala လို့တုံးပြီးတော့ Lumpur ကကြာတော့နှုံးအနေအနှစ်အဲ့လိုပြီးတော့လည်းဒီချောင်းနေမြစ်တွေကနေပါလာတဲ့အနေတွေလေအဲ့လိုရှွန့်နေကိုပြောတာခေါ်လာပေါ်ကြအဲ့လိုရှွန့်နေနှုံးနေအနေစုံတဲ့နေရာပေါ့ခေါ်လာပေါ်ရဲ့အတိတ်ပဲနှစ်ခုဆောင်တဲ့နေရာကစူငိုင်းကလန်းနဲ့နောက်နေ့တစ်ခုပေါ့နော်ကျွန်တော်နာမည်တော့နောက်မှပဲရှာပြီးတော့ထင်တာပဲဒီနေ့နှစ်ခုဆောင်တဲ့နေရာမှာစပြီးတော့ဒီ KL မျိုးကစတည်တယ်ပေါ့ဒီပလီဆိုလို့ရှိတာအရင်ဟောင်းနေပြီကျွန်တော်ထဲဝင်လို့ရလားမရလားတော့မသိဘူးကျွန်တော်သိချင်တယ်
ဘာလို့ဆိုတော့ဒီချိန်ဆိုလို့သူတို့ကtourist တွေကိုပြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဝင်လို့မရတဲ့မရတော့တည်းပလီထဲတော့ဝင်ကြတော့ဒီကဒီကွာလမ်ပူအစဆွဲနေအောင်ကျွန်တော်ပြဒါဘူဒါရဲ့နောက်တစ်ဖက်ချက်ပေါ့ကျွန်တော် CM ဘက်ကဒီဘက်ကဒီရှင်နာနဲ့လေးဆက်သွားလို့ရှင်တာမြန်မာစားသောက်ဆိုင်နေရှိတယ်မြန်မာဖုန်းဆိုင်မြန်မာစေကန်းနေရှိရဲ့နေရာကိုရောက်တယ်ပေါ့နော်ဇေယျလို့တော့တိကျတာပေါ့7E လေးရှာမှာ 7E ရှိဒါပေမဲ့ Thai လောက်တော့မများဘူးမလေးရှားမှာရတဲ့ဒီ local brand တွေပေါ့နော်ဒီ My News ဆို99 Speed Mart ပြီးလို့ရှိရင်ဂျပန်ကဟာကြီးFamily Mart တွေပါအဲ့လိုအားလုံးမများတာပဲဒီလိုတစ်ခုတည်းက franchise ပြီးတော့ dominate ဖြစ်နေတာမျိုးတော့မရှိဘူးဒီပလီကညဘက်ဆိုရင်တော့ပို့လှတယ်သူမီးလင်းရောင်ရယ်ပြီးရှောက်မလို့မီးလုံးတွေတူလာမှာမီးလုံးလေးကညကြလို့သူတို့မီးထုံးပေးတယ်အပြာရောင်လေးတွေပါလေအဲ့တော့ညဘက်ကြလို့ရှိတော့ဒီRiver of Lights ထင်တယ်သူနာမည်အားလေညဘက်ကြလို့ရှိအဲ့လိုမျိုးလေးမီးထုံးပေးတယ်ရင်ငွေလွတ်ပေးတယ်အဲ့တော့ညကြလို့ရှိရင်လည်းအဲ့ဒါကျွန်တော်ပြောရဒီ Kuala Lumpur ပါ Kuala Lumpur ရဲ့အစပေါ့နော်နှစ်ခုစုံတဲ့နေရာမြစ်ကဟိုဘက်ကတစင်ဒီဘက်ကတစင်ဟိုရှိနာရလို့ချင်းပို့ပြီးမြင်ရပါချင်းခဏဒီဆောက်ဦးပေါ့နော်ဒီအခုဒီနိုင်စင်နဲ့မြင်နေရတဲ့အဆောက်ဦးဒီဆောက်ဦးဒါကဒီနိုင်စင်နဲ့မြင်နေရတဲ့ဘာကုနဲ့ဆူလ်တန်အဗ်ဒူဆာမတ်ဆိုတဲ့ဆောက်ဦးပေါ့ဒီရှေ့မှာဆိုရင်တို့လွတ်လပ်ရေးကြီးညာစာတန်းလုပ်ခဲ့တဲ့မာတီကာစကွဲဆိုတာရှိတယ်ဒီပွဲကြီးရဲ့အခါကြီးတွေကြားလို့ရှိရင်တို့အမှစုပြီးတော့ပွဲတွေပါလောက်ကြရဲပေါ့နော်ဒီအဆောက်အဦရဲ့တစ်ဖက်ချမ်းမှာဒီခုနကဒီမှာဒါအလန်တိုင်းတွေ့နေရမလေးရှားနိုင်ငံရဲ့ဒီအလန်တိုင်းဒီရှိတဲ့မှာတော့ကွင်းပြင်ဒီလွတ်လပ်ရေးကြီးညာစာတန်းစားခဲ့တဲ့နေရာပေါ့လွတ်လပ်ရေးစာတန်းကသူကစတေဒီယမ်မှာလည်းတစ်ခုရှိတယ်ဒီလိုကွင်းပြင်မှာလည်းတစ်ခုရှိရပေါ့နော်သူတို့ပွဲတွေလုပ်တဲ့ခါကျရင်သုံးတာပေါ့ဒါကတော့ကျွန်တော်ခုနပြခဲ့တဲ့ message ချမ်းမျိုးပါသူနောက်မှာကျတော့ဒီစာအုပ်တွေကညဘက်တော့ပို့လာနေပါကြပုံမှန်ပါပဲပုံမှန်တွေ့ရရင် Day 1 Bandaraya Kuala Lumpur ဆိုတာကြတော့ဒီ KL ကိုအောက်ချုပ်တဲ့အဖွဲ့အစည်းပေါ့ DPKL လို့ခေါ်တယ်သူကဒီအဓိကမြန်မာတွေနဲ့တော့ရေတော့ရင်းနှီးမှတင်တယ်ဒီစီပင်လို့ခေါ်တာပေါ့နော်အဲ့ဒီစီပင်တွေကဒီလမ်းဘေးမှာရှိရဲ့မြို့သူ့ရဲ့ဒီမြို့ရွာလှပဖို့တွေတန့်ရှင်းဖို့တွေအဓိကတာဝန်ရတဲ့အဖွဲ့အစည်းပေါ့runner တွေပေါ့နော်ဒီမလေးရှားမှာ running ကနည်းနည်းလေး training တဲ့ထဲမှာပါတယ်ပေါ့နော်သူတို့ရဲ့ဒီအရိယာအားကစားကဘောလုံးချက်တောင်နဲ့ဒီ 7C rugby ရတယ်ပြင်ဒီ running ကလည်းတော်တော် training တဲ့ထဲပါတယ်မလေးရှားမှာဘာလို့ running training ဖြစ်တာတော့နိုင်ငံတိုင်းဖြစ်နေမှာဒါပတ်တိုင်းဒီ marathon တွေ mid half marathon ကြီးတာပေါ့နော် coffee cycle Vietnam coffee ချင်တယ် coffee တောက်လို့ရှိရင်လေဘာမှအဆန်းမစားပဲ coffee တောက်လို့ရှိရင်ရင်တုံတက်လို့ coffee တော့မတောက်တော့ coffee ဆိုင်ကတော့ကောင်းတဲ့ထဲမှာပါတော့တောက်ဖို့တဲ့ Vietnam coffee ဆိုတော့လည်းတော့ပြင်းနေပါတော့ဒီ local own ပဲ local brand ပေါ့နော်ပြောမယ်ဆိုဒါပေမဲ့coffee ကတော့ဒီ Vietnam ကဒါကလည်း mineral bank ပဲဒါလည်း mineral bank ပဲဒါကဟောင်းဒီဘက်ကအစ်ကပုံမြင့်နေပါတော့ဒီအဟောင်းကကြတော့အရင်တော့တုံးခဲ့တာပေါ့သူတို့ပြောင်းသွားတာမကြသေးပါဘူးဒီ2026အစတော့မဟုတ်2025အကောင်အဲ့လောက်တော့ပဲပြောင်းသွား
မလေးရှားမှာအကြီးဆုံး bank ပေါ့နော်မြန်မာမှာလည်း investment bank ခွဲရှိတယ်ထင်တယ် commercial bank မရှိရင်တော့ပေါ့လေကိုတာရာပါဟိုဘက်ကျတော့မြန်မာတွေများတယ်ပေါ့နော်ပိတ်ရည်ပါစီကိုတာရာဟိုဘက်ကတော့ China Town ပေါ့ဘတ်စကားတွေအများကြီးစီးလို့ရတယ်ဒီလိုမျိုးရောက်ပါတော့မယ်မြန်မာဆိုင်အရှင်းလာပါပဲဒီမြန်မာဆိုင်ကိုလာမယ်ဆိုလို့ရှိရင်အနည်းဆုံးရထားဖို့တာကကြတော့ LRT message ချမယ်တော့မဟုတ်လို့ရှိရင်ဒီ LRT ဒီ plaza ကြီးပေါ့နော်ဒီ LRT station ကိုခေါ်တာအနည်းဆုံးပဲ MRT နဲ့ဆိုလို့ရှိရင် MRT Merdeka ပေါ့နော်သူကဒီ plaza ကြီးနဲ့interchange ဆိုတော့လမ်းလျှောက်ပြီးတော့လာလို့ရတယ်ရဲမမွေးဟိုတွေ့နေတာ CR Biryani ဆိုပြီးတော့ဂျမ်ဘောက်ကတော့ကျွန်တော်တနင်္ဂနွေနေ့ရရတယ်ဒီတနင်္ဂနွေနေ့ဒါပေမဲ့ကျွန်တော်ဂျမ်ဘောက်တော့မစားချင်ဘူးဘောကစားမယ်တခြားဖိတ်လေတောက်ပြင်ပါပေါ့သိတယ်စောတော့မဆုံးဖြတ်တယ်ဘာစားမလဲဆိုတော့ကျွန်တော်ပဲချော်ဝယ်မယ်သူမဝင်းကပဲချော်လည်းမရအောင်ဒီလားမဝင်းကဘူးတိချော်လည်းမရအောင်လားပဲချော်ကောက်ကိုဝယ်ပြီးစားမှရဆီယာမတ်တကစေးဆိုင်ဒီဘက်ကစေးကန်မြန်မာဆိုင်ပဲတွေ့နေရတယ်လားမြန်မာစေးကုသခံဆိုပြီးဥမာကတော့ဆိုင်ရောမသိဘူးဒါကတော့စားတော့ဆိုင်မှာဟိုအရင်များနေပါလားပေးရတော့မယ်လည်းပါမျိုးစုံတွေရှိရဟာချင်မောင်ဝိရရထွေဘာသာမာလာခုစေးဇယိုနီဘူးရွက်ကိုရှိတယ်ကဲဒီမှာလူချင်းလာအားလုံးလာခဲ့ဒီမှာရှိတဲ့အကုန်ဒါလည်းကျင်းမဲထင်တယ်တစ်တူဒီကျွန်တော်တစ်တူချင်းတွေ့ရကြပြီမကြီးမဲ့ကတဲ့ဦးဒီပါဟာ WT ရှန်တီဖိတ်ဦးကျွန်တော်အိမ်မှာထမင်းချက်စားပြတော့ဒီမှာပဲလာဝယ်ဖြစ်မဲ့ထင်တယ်ကျွန်တော်ကမချက်စားအောင်ဆိုတော့လေအချောင်းတင်မင်းများတယ်အကုန်ရှိငါချက်ငါပိအဖို့ပေါ့အဲ့ဒါငါပဲဖြူကမောငါမောမင်းတလငစင်ရိုင်းငါးတွေပေါ့ဒီနေစားတွေငါ6တယ်ဆိုဒီနေ့ကမွေးငါကကျွန်တော်ဒီမလေးရှားတကယ်ကြောင်းသူစားပါဆိုသူစားရအောင်ဆိုင်မှာဒီမှာမြန်မာထမင်းမျိုးစုံရှိတယ်တဲတော့စားလို့ရတယ်ကြားတော့ရှိမှာနော်ဂျပန်နဲ့ဆိုရင်မော်လမြိုင်လေးဒီရွှေနဲ့တောင်ရှိကဆိုင်တယ်အကောင်းဆုံးပဲဒီမှာကျွန်တော်ခါမစားဘူးသမင်းလေးကတော့ဒီမှာတိတ်မစားဖြစ်နေတာကျွန်တော်ဒီမှာဒီမှာမျိုးရှိဆိုတော့မျိုးအိမ်ပဲတိုက်စားညာဒီမှာသမင်းဆိုလို့ရှိရင်ဒီမှာတိတ်မစားဖြစ်ဓာတ်မောက်ရှိရဟာတမျိုးနေဆိုတော့ဒီပါလည်းမသိနက်6ကျော်ချိန်ငါဒီရန်ဒီနဲ့ကဲရုံနဲ့ဆောက်လိုက်အောင်မယ်နော်ဆိုင်မှာဝင်ထိုင်လာလို့ရှိရင်မှားနေရမှာဆိုမငါကြိုးမှလာလို့ရှိရင်ပေါက်အောင်ဆိုခုနကခုံလေးမှာချက်ထိုင်ထောက်လိုက်အောင်အဲ့ဒါ cover trainer ke full reviewer Sheikh fashion kata hari ni kita study group study tu no comment Sheikh Habib very function Sheikh itu macam suci sangat cahaya okay lah kita study untuk esok paper syariah expat on finance and business. Semua dipelai oleh prof-prof yang terkenal. Inilah prof paling famous. Kita study sejak apa? Pukul 11. 11 sampai pukul 5 sekarang. Dah. Jangan. Dah selesai dah. Kita nak pergi ke mana? Surau.
ဆိုလဲ